အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိတ်ဆွေတို့ရဲ့ကျမ်းမာရေးအတွက်နိပညာမြင့်တောက်ရည်တန်းဆက်လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီဆက်လေးကတော့ထိုင်းနိုင်ငံကဆရာဝန်ကြီးဖြစ်တဲ့ဒေါက်တာစတူရီကရချာဝနန်ကိုယ်တိုင်ထုတ်လုပ်လိုက်တဲ့အေကာမက်တောက်ရည်တန်းဆက်လေးပဲဖြစ်ပါတယ်ရှင်ဒီတောက်ရည်တန်းဆက်လေးကဆိုလို့ရှိရင်เนาะမိတ်ဆွေတို့ရဲ့ကျမ်းမာရေးကိုအများကြီးထောက်ကူပြုနိုင်တဲ့မင်နရယ်ဓာတ်တွေလည်းပါဝင်တဲ့အေကာလိုင်းတောက်ရည်တန်းပဲဖြစ်ပါတယ်เนาะကျမတို့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ရေဓာတ်တွေကအများကြီးလိုအပ်တယ်80ရာနှုန်းလောက်ထိတောင်လိုအပ်တာဖြစ်ပါတယ်။နော်၄ပုံ3ပုံလောက်ထိရေဓာတ်လိုအပ်တယ်။မျက်စိမှာဆိုရင်90ရာနှုန်းအဆုပ်မှာ85သွေးမှာ80နဲ့အုံနောက်မှာဆို85ရာနှုန်းနှလုံးမှာ89ရာခိုင်နှုန်းနဲ့နော်အစိတ်အပိုင်းအသီးသီးမှာရေဓာတ်တွေအများကြီးလိုအပ်နေတာဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ခန္ဓာကိုယ်ကြီးကျန်းမာဖို့ဆိုလို့ရှိရင်ဒီရေဓာတ်တွေကိုကောင်းမွန်တဲ့ရေအရင်းမြစ်နဲ့ဖြည့်ဆည်းပေးနိုင်မှသာကျန်းမာတဲ့ဘဝကိုရရှိစေမှာဖြစ်ပါတယ်ဒါဆိုရင်လူတစ်ယောက်ကိုတစ်နေ့မှာရေ2လီတာခွဲကနေ3လီတာထိတောက်သုံးပေးသင့်တာဖြစ်ပါတယ်ဒါဆိုရင်ကျမတို့ခန္ဓာကိုယ်ကြီးကျန်းမာဖို့တောက်မှာပေါ့နော်ရေကိုပြေဝစွာတောက်မယ်ဒါပေမဲ့တွေ့ရရေကိုပြောတာမဟုတ်ပါဘူးမိတ်ဆွေတို့ဒီမှာဆိုရင်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကအမြဲတမ်းအတွင်းဝင်ဟောင်းပါမောက္ခကြီးဒေါက်တာစုံဆက်ကနော် The Water for Life ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့နေရာမှာပေါ့နော်မိတ်ဆွေတို့တောက်လိုက်တဲ့ရေတစ်ခွက်ဒီအချက်၄ချက်နဲ့ပြည့်စုံတဲ့ရေဖြစ်နေရမယ်ဘလို့အချက်၄ချက်လဲဆိုတော့နံပါတ်1ကတန့်ရှင်းတဲ့ရေဖြစ်ရမယ်နံပါတ်2ကဓာတ်သတ္ထုတွေပါဝင်တဲ့ရေဖြစ်ရမယ်နံပါတ်3ကအေကာလိုင်းဖြစ်ရမယ်နံပါတ်4ကတော့မော်လီကျူးသေးတဲ့ရေဖြစ်ရမယ်ဆိုပြီးတော့เนาะပါမောက္ခကြီးဒေါက်တာစုံဆက်ကပြောထားတာပါဒါဆိုရင်ဒီနေ့ခေတ်မှာเนาะတိုးတက်လာတာနဲ့ညတွေ့ရရေကိုတိမ်မတောက်ကြတော့တာတွေ့ရတယ်ဒါပေမဲ့ပေါ့เนาะဒါရေသန့်ကိုတော့တောက်ကြတယ်ပေါ့ရေသန့်ဆိုတာဘယ်လိုရေပြောတာလဲဆိုတော့အမုံတွေအနေတွေဘက်တီးရီးယားတွေပေါ့နော်ရေထဲမှာတန့်စင်ထားပြီးတဲ့ရေပေါ့ထုံးဓာတ်တွေခဲဓာတ်တွေအစရှိသဖြင့်တတ်ထုရိုင်းဓာတ်တွေကိုလည်းဖယ်ရှားပြီးထားတဲ့ရေကိုတန့်ရှင်းတဲ့ရေလို့ခေါ်တာဖြစ်ပါတယ်เนาะဒီလိုမျိုးဒီတန့်ရှင်းနေဆိုတဲ့အချက်နဲ့ညီတဲ့ရေကိုတောက်သုံးလာကြတာတွေ့ရပါတယ်ဒါပေမဲ့ညတော့ဒီအောက်က2-3ဆိုတဲ့အချက်တွေနဲ့ညီတဲ့ရေကိုတော့တောက်သုံးတာနည်းနေသေးတယ်ပေါ့နော်ဒါဆိုရင်ကျမတို့တွေဒီအချက်တွေကလည်းဘလောက်ထိအရေးကြီးလဲဆိုတာကိုမိတ်ဆွေတို့ကိုပြောပြချင်တယ်ပေါ့ဒီအာဟာရဓာတ်တွေဟာဆိုလို့ရှိရင်ဒါကျမတို့ခန္ဓာကိုယ်ထဲမှာပေါ့အမြဲတမ်းလိုအပ်နေတဲ့မဂနီဆီယမ်တို့ကယ်ဆီယမ်တို့ဆိုတာအမြဲတမ်းလိုအပ်နေတဲ့ခန္ဓာကိုယ်ကြီးဟာသူ့လိုမတိဆောက်ပေးနိုင်ဘူးเนาะဘယ်နေရာတွေမှာလိုအပ်တာလဲဆိုတော့ကျမတို့ခန္ဓာကိုယ်မှာအယိုးတွေမှာဆိုလို့ရှိရင်လည်းကယ်ဆီယမ်တွေလိုအပ်တယ်ကယ်ဆီယမ်နေတာချို့တက်ခဲ့မယ်ဆိုရင်အယိုးပါတာတွေအယိုးပွားတာတွေဖြစ်စေတယ်ပေါ့ဒူးနာတာခန်းနာတာအစရှိသဖြင့်ဒီအာဟာရဓာတ်ဖြစ်တဲ့ကယ်ဆီယမ်ကလိုအပ်နေတာဖြစ်ပါတယ်နောက်တစ်ခုကကျမတို့ခန္ဓာကိုယ်မှာဆိုရင်ကြွက်သားတွေရှိတယ်ပေါ့ဒီကြွက်သားတွေကျုံလိုက်တိုင်းဆန့်လိုက်တိုင်းမှာလည်းကယ်ဆီယမ်တွေမဂနီဆီယမ်တွေလိုအပ်နေတယ်ညတာမနေဘူးဆိုလို့ရှိရင်ဒီလှုပ်ရှားမှုတွေမှာပေါ့နော်လှုပ်ရှားမှုတွေမှာမကောင်းဘူးပေါ့ကြွက်သားတွေအစင်မပြေဘူးကြွက်တက်တာတွေပေါ့နော်ဖြစ်စေနိုင်တယ်ဒါကြောင့်မို့ကြောင့်ဒီဒါကယ်ဆီယမ်တွေမဂနီဆီယမ်တွေလိုအပ်တယ်နောက်တစ်ချက်ကကျမတို့ခန္ဓာကိုယ်မှာအမြဲတမ်းလူအိတ်ရင်တောင်မအိတ်ရပဲအလုံးလုံးနေရတဲ့ကြွက်သားတစ်မျိုးရှိရပေါ့မိတ်ဆွေတို့လည်းသိတယ်နှလုံးပေါ့နော်ကျမတို့နှလုံးခုန်ရရင်ဘာဖြစ်မှာလဲဆိုတော့သေမှာပဲနော်ဒါကြောင့်ဒီနှလုံးဒီတစ်နေ့မှာအကြိမ်3သိန်းလောက်တစ်ရက်မှာပေါ့နော်အကြိမ်3သိန်းလောက်ခုန်ရတယ်အကြိမ်3သိန်းလုံးမှာပေါ့နော်ဒုခုန်နေဖို့အတွက်ကနှလုံးကဒီလိုဟန်ချက်ညီနေဖို့အတွက်ကကျုံလိုက်တိုင်းမှာကယ်ဆီယမ်လိုအပ်တယ်ဆန့်လိုက်တိုင်းမှာမဂနီဆီယမ်လိုအပ်တယ်ဆိုတော့ကယ်ဆီယမ်မဂနီဆီယမ်ဆိုပြီးတော့စက္ကန့်နဲ့မျှစားသုံးနေရတယ်နှလုံးဟာနော်ဒီကယ်ဆီယမ်တွေမဂနီဆီယမ်တွေချို့တက်ခဲ့မယ်ဆိုရင်မိတ်ဆွေတို့စဉ်းစားကြည့်နှလုံးဟာကောင်းစွာအလုံးမလုံးနိုင်တော့ဘူးเนาะဒီခါမှာနှလုံးခုန်နှုန်းတွေမမှန်တာတွေနှလုံးရောဂါတွေဖြစ်လာနိုင်တယ်ဒါကြောင့်ကျမတို့တောက်လိုက်တဲ့ရေတိုင်းဒီအာဟာရဓာတ်တွေပါဝင်နေတဲ့ရေဖြစ်ဖို့လိုအပ်ပါတယ်မိတ်ဆွေတို့เนาะနောက်တစ်ချက်နံပါတ်3ကအေကာလိုင်းဖြစ်ရဟုတ်ပြီကျမတို့တနေ့ထမင်းသုံးနဲ့စားကြတဲ့နော်စားလိုက်တဲ့ဒီထမင်းတွေထဲမှာပြီးတော့ဒီစီကြော်မုန့်တွေ ready made အစားတွေပေါ့နော်အစိတ်တောက်တွေပါတဲ့အစားတွေဆေးလိပ်တို့အရက်တို့အစရှိသဖြင့်ဒီအစားတောက်တွေစားလိုက်တိုင်းမှာကျမတို့ခန္ဓာကိုယ်တွေသွေးကြောတွေထဲမှာ acid ဓာတ်တွေရောက်သွားတယ်နော်ပြီးလို့ရှိရင်ကျမတို့စိတ်ဖိစီးမှုတွေများတာစိတ်ဆင်းရဲတာတောကတွေများတာအဲ့ခါမှာလည်းကျမတို့ခန္ဓာကိုယ်ကြီးက acid ဓာတ်တွေဖြစ်လာတယ်ပေါ့အဲ့လိုမျိုးသွေးကြောတွေထဲမှာ acid ဓာတ်တွေများနေပြီဆိုရင်သွေးကြောကြီးကစီးပြစ်ပြီးတော့သွေးလည်ပတ်မှုတွေမမှန်တော့သွေးတိုးယောဂါဖြစ်စေတယ်နှလုံးယောဂါဖြစ်စေတယ်စီးချိုယောဂါဖြစ်စေတယ်အုံနောက်လေဖြတ်တာတွေပေါ့နော်ဓာတ်တွေတောင်ဖြစ်စေနိုင်တယ်ဒါကြောင့်အဲ့ acid ဓာတ်တွေကို base လုပ်ပေးဖို့အတွက်အေကာလီဓာတ်ခန္ဓာကိုယ်မှာလိုအပ်တယ်ဒါကြောင့်တောက်လိုက်တဲ့ရေတိုင်းမှာအေကာလီဓာတ်တွေပါဝင်နေတဲ့အေကာလိုင်းကြီးဖြစ်ဖို့ကလည်းအရန်အရေးကြီးပါတယ်နော်နောက်တစ်ချက်ကနံပါတ်4
မော်လီကျူးသေးဖို့လည်းလိုအပ်တယ်ဒါဆိုရင်မော်လီကျူးသေးလို့ရှိရင်အစားချက်လုံးမှုတွေကောင်းစေတယ်နော်မျိုးချရတာလွယ်ကူစေတယ်ရေဓာတ်တွေကဆဲတွေထီအောင်စိတ်ဝင်နိုင်တယ်အာဟာရဓာတ်တွေပြည့်စေတယ်ပေါ့ဒါကြောင့်ဒီအချက်၄ချက်နဲ့ညီတဲ့ရေကိုတောက်ဖို့လည်းအရန်အရေးကြီးပါတယ်ဆိုတော့ဒီအချက်၄ချက်နဲ့ညီတဲ့ရေကိုဒီဆရာဝန်ကြီးထုတ်လုပ်လိုက်တဲ့အေကာမက်14ရရှိစေပါတယ်အေကာမက်14ရဲ့တိဆောက်ပုံကတော့မိတ်ဆွေတို့အခုပုံမှာမြင်နေရတဲ့အတိုင်းဒီ structure လေးကစစ်တိုင်းလေး3တိုင်းနဲ့ပေါ့နော်ပထမစစ်တိုင်းရှိတယ်ဒုတိယစစ်တိုင်းတတိယစစ်တိုင်းပေါ့နော်ပထမစစ်တိုင်းမှာဆိုရင်လည်းရေစစ်က4ခုရှိတယ်ဒုတိယမှာ3ခုတတိယမှာ2ခုစုစုပေါင်းရေစစ်6စစ်နဲ့စစ်ပေးထားတယ်ပေါ့ပထမနံပါတ်1စစ်တိုင်းမှာဆိုရင်ရေထဲမှာပါလာတဲ့အမုံတွေအနယ်တွေအညစ်အကြေးတွေဒါကိုစစ်ထုတ်ပေးထားတယ်အဲ့ဒီပထမစစ်ရေစစ်ကိုစစ်ပြီးတော့ဒုတိယရေစစ်ကိုရောက်ပြီးဆိုတာနဲ့ရေထဲမှာပိုက်စောနန္နာတန်ကြီးစောနန္နာအစရှိသဖြင့်အနက်တွေကိုစစ်ထုတ်ပေးတယ်ပြီးရင်ရေရဲ့အယောင်ကိုစစ်ထုတ်ပေးတယ်ဒါကြောင့်ဒီနံပါတ်2အဆင့်ကိုကြော်ပြီးဆိုတာနဲ့ရေသည်အနက်မရှိတော့ဘူးကြည်လင်နေတဲ့ရေဖြစ်သွားပြီနောက်တစ်ခုနံပါတ်3ရေစစ်ကိုရောက်ပြီးဆိုတာနဲ့ရေထဲမှာပါလာတဲ့ဓာတုအစိတ်တောက်တွေတတ်ထုရိုင်းဓာတ်တွေခဲတို့ထုံးတို့ပေါ့နော်ဒီတန်ဓာတ်တို့ပေါ့ဒါတွေကိုစစ်ထုတ်ပေးထားတယ်နံပါတ်4ရေစစ်ကိုရောက်ပြီးဆိုတာနဲ့နံပါတ်4ရေစစ်သည်သဘာဝတွင်းတဲ့ကြောက်ကရရှိတဲ့အေကာမဲဘောပါသူ့ကိုဖြတ်လိုက်ပြီးဆိုတာနဲ့ကျမတို့ရှေ့မှာပြောခဲ့တဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကယ်ဆီယမ်မက်ဂနီဆီယမ်တွေကိုရရှိစေတာပဲဖြစ်ပါတယ်နံပါတ်4ကိုကြော်ပြီးတော့နံပါတ်5ကိုရောက်သွားပြီဆိုတာနဲ့နံပါတ်5ရေစစ်သည်ဒုတိယနံပါတ်2တုန်းကအဆင့်ကိုဒုတိယကြိမ်ထပ်ဖြတ်တာဖြစ်ပါတယ်အနက်နေအယောင်နေကလိုရီနေပေါ့နော်ဓာတုဓာတ်ကျွင်းတွေဒါတွေကိုစစ်ထုတ်ပေးတာပဲဖြစ်ပါတယ်နံပါတ်6ကတော့ဘက်တီးရီးယားပိုးတွေကိုနော်ဟန်တာကူညီပေးတာဖြစ်တဲ့ရေရဲ့အရာတာကိုပြုပြင်ပေးတာဖြစ်ပါတယ်နံပါတ်9ကတော့အကာမဲဘောပါနံပါတ်4တုန်းကအေကာမဲဘောကိုဒုတိယအကြိမ်ထပ်ပြီးတော့မက်ဂနီဆီယမ်ကယ်ဆီယမ်တွေပါဝင်အောင်ထပ်မံထည့်သွင်းထားတာဖြစ်ပါတယ်နံပါတ်10ကတော့ UF membrane မှာသူ့ရဲ့ရေစစ်ထုတ်တဲ့နေရာက membrane ဒီ 0.01 အရွယ်အစားပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာရှိတဲ့ရေထဲမှာရှိတဲ့ပိုးလောင်လန်းတွေရဲ့အသေးဆုံးဘက်တီးရီးယားရဲ့အရွယ်အစားတောင် 0.02 ရှိတယ်ဆိုတော့မိတ်ဆွေတို့ဒီ 0.01 micron လေးနဲ့စစ်ထုတ်ပေးလိုက်နိုင်တဲ့အတွက်ဒီဆက်ကထွက်လာတဲ့ရေသည်ပိုးလောင်လန်းတွေလုံးဝမကျွံကြနိုင်တဲ့အတွက်ပိုးသက်စေခတ်စရာမလိုဘူးလျှက်စင်မီနဲ့ join ပြီးပိုးသက်စရာမလိုတဲ့အတွက်လျှက်စင်မီလုံးဝမလိုတဲ့ရေတန့်စစ်လေးဖြစ်ပါတယ်ရှင်နံပါတ်9ကတော့ဘက်တီးရီးယားပိုးတွေကိုပေါ့နော်ထပ်ပြီးတော့ပေါက်ဖွားမှုမဖြစ်အောင်ဟန်တာကူညီပေးတဲ့နံပါတ်6အဆင့်ကိုဒုတိယကြိမ်ထပ်ပြီးတော့စစ်ထုတ်ပေးထားတာပဲဖြစ်ပါတယ်ဒီအဆင့်9အဆင့်နဲ့စစ်ထုတ်ပေးထားတဲ့အေကာမက်